ဒီဟင်းပွဲလေးကတော့ဒီဆိုင်ရဲ့ special menu နဲ့ပါပါတယ် West 2ဖြစ်ပါတယ်ရှင်ဒါတော့ဒီဆိုင်ရဲ့ငါးကချင်ပေါင်းဖြစ်ပါတယ်ရှင်ကိုရနေရပဲโอเคဒီဘက်မှာဒီကတော့အကင်အစုံဖြစ်ပါတယ်ဒီရနဲ့ဆို share ပဲဒီမွေးရမစုံသေးဘူးเนาะနောက်တစ်ချက်မှာဒါလေးကတော့ငါးမာလာဖြစ်ပါတယ်အခုလိုရာသီဥတုအေးအေးလေးမှာအခုလိုချင်းကန်ဆက်ခင်းညိုလေးနဲ့ဆိုတော့ share ပဲเนาะဒီကြည့်မယ်မိုက်တယ်လာစားကြည့်လိုက်တော့ဒီမတော့လိုက်တဲ့ကလည်းတီးစုံလိုပေါင်းဆိုပြီးမြူးကဒီမှာတိတက်ရှိနေရအောင်စားကြည့်ရတယ်ဒီကတော့ဒါလေးကချူချူမူးမွေးလေးနဲ့အေးလေးနမ်းမိုက်ဟေးကျွန်တော်တို့စကွန်လန်ရွှေမင်္ဂလာဝန်ဆောင်မှု 100% ပေးနိုင်တဲ့အတွက်ဧည့်သည်များအားလုံးကိုကြိုဆိုပါရစေဗျာဒါရောအားပေးကြပါ